အနိုင်မဲ့အင်တာနက် H ဟာကာကိုရီစားဟာဖြစ်နေတော့အခါ ကဲမောင်လေးအိမ်မှာထိုင်လိုက် ဟုတ်ငါပြောကြည့်ပြန်မှာအဲ့ဒါရောတိုးပြီ မောင်တို့တော့မတိုးသေးတာမောင်လေးကိုတိုးဖို့ကအဝေးကဲအားထားရတော့အခုခေါ်လိုက်ရတဲ့ဆောင်းရဒီတလားထဲမှာမောင်လေးရုံးနှစ်ခါပြတ်ထားရယ်နော် ဟုတ်တယ် ပြီးတော့မောင်လေးစောပြန်ထားတဲ့ရက်တည်းမိနစ်တွေကိုပေါင်းလိုက်မယ်ဆိုရင်2ရက်စာလောက်ရှိနေအဲ့ဒါဘလို့ဖြစ်ရတော့ အဲ့ဒါဟိုအမိုင်ဟိုဖေကလေဒါနောက်ကျအချင်းကြီးညားတာပြောမှာ အဲ့ဒီနှစ်ခုအတွက်တန်တင်းတောင်းဆောင်အောင်မယ်နော် This is business. ဟမ်နှစ်တောင်းတော့ဟမ်ရုံးနေတာကျွန်တော်ခွင့်နိုင်တာ ဒါမဲ့လည်းဖြတ်ခံရမှာပဲ ဘာလို့ရော မအဲ့ဒီအချိန်မှာမောင်လေးကခွင့်တိုင်းတာလေအဲ့ဆောင်ဖြတ်တာ 没杀人的话， ဟုတ်တိတ်မဆိုင်လို့ဝင်တော့မိုင်ညမှာကောက်ထားတော့ကျွန်တော်နှီးရဲမလို့ကြိုတိမှလည်းမိုင် ပြီးတော့ဟိုတစ်ခါရုံးလာတော့ကလေရုံးရေချိုးမလာအောင်အဲ့ဒီအတွက်လည်း fine တောင်းဆောင်အောင်မယ် ဟမ် အနိုင်မဲ့အင်တာနက် ရေမချိုးတော့ဖိုင်းကောင်းတယ်ကျွန်တော်ရေချိုးချိုးအောင်မသိဘူး ဟဲ့ငါကနေရီစားဟောင်းနော်တွဲခဲ့တဲ့ကာလာရှောင်းလို့နေဘယ်နှခါမဲရေချိုးလို့လေစုံနေမဲတာဒီကုမ္ပဏီမှာလာစုံနေရတာအခု fine ကြီးလာတော့လည်းပျော်နေတဲ့ထင်နေနဲ့ ဟိုမေးချင်တာဒီရေမချိုးတာတော့ဖိုင်းကောင်းဖို့လို့လားလို့ မသိဘူးတကိုယ်ရေးတန်ရှင်းမှုရှိဖို့ဆိုတော့လေရုံးစည်းကမ်းထဲမှာပါပြီးသားအဲ့တော့ fine ကောက်တယ်အခု fine ကြီးဘယ်လောက်ဆောင်ပဲဆိုတော့လာပြောတာတောင်းနေငါရုံးကနေ fine ကြီးလာပို့ပြီးလား